ယံသာမဏေတီလရှင်များနှင့်ယောဂီသူတော်စင်များဣတိစာပွဲပြစ္ဆောဝခဏဆင်ញင်တဲ့အခါမှာဆင်ញင်တဲ့ဣတိစာပွဲအကြောင်းလေးကိုဦးစင်းကပြောပြပေးခြင်းပါတယ်ဣတိစာပွဲအမေမေကိုမြူရည်မှန်ကြွလှပရေးစဉ်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြတက်ဆောင်ဤကိုကောင်းဒီရှီအောင်တီလေးအတက်မြတ်တမမောပညာဖရာတာရဏကျင့်တဲ့ဖရာကိုကျင့်နိုင်ပါစေဝေဒနာဟောင်းတည်မဖြစ်စေရပိုက်မြတ်လေခတ်သိမ့်ပြကိုမဖြစ်လေအောင်ချမ်းမြေအောင်ဟုသုံးဆောင်မြွေပါသတည်းဆိုတဲ့အတိုင်းဣတိစားပွဲဆိုတာမိမိတို့ရှေ့မောက်၌ခြားထားတဲ့အစာအာဟာရတွေကိုပြောတာဖြစ်ပါတယ်အမေမေကိုဆိုတာကဟင်းတမဲနှစ်မဲရှေ့လူကြီးစကားတွေပြောတဲ့အတိုင်းဟင်းအမေကိုပြောတာဖြစ်ပါတယ်အမေမေကိုမြူးရည်မှန်ကြွဆိုတာကဤအစာအာဟာရတွေစားတုံးမှာတဲ့မြူးဖို့လည်းမဟုတ်မှန်တက်ဖို့လည်းမဟုတ်ပါဘူးတဲ့မှန်ကြွလှပရေးစဉ်ပြေဖြိုးခြင်းကတဲ့လှပဖို့လည်းမဟုတ်ပါဘူးတဲ့ပြေဖြိုးခြင်းကတဲ့ခန္ဓာကိုယ်ပြေပြစ်ဖို့ခန္ဓာကိုယ်ခွန်အားဗလာတွေကြီးမားဖို့အတွက်လည်းမဟုတ်ပါဘူးတဲ့ပြေဖြိုးခြင်းကမသုံးပါဘူးလေးပြာဓာတ်ဆောင်ဆိုတာကဥစဉ်တို့ခန္ဓာကိုယ်ကြီးတွေကဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီဓာတ်ကြီး၄ပါးတစ်ခုခုဖောက်ပြန်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ဟာချုပ်ယွင်းချက်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်လေးပြာဓာတ်ဆောင်ဤကိုကောင်းဒီတဲ့ရှေးအောင်တီလျက်အတက်ရှိဖို့အတွက်ပေါ့ရှေးအောင်တီလေးအတက်မြတ်တန်းဆိုတာကအတက်50 60 90 80 90တည်းအစရှိတည်ပေါ့အတက်တည်ရှိအောင်စားတုံးရခြင်းဖြစ်ပါတယ်အတက်မြတ်တန်းမမောပညာမမောပန်းအောင်ပေါ့ဘဝကိုကောင်းကောင်းမွန်မွန်ရှောင်နိုင်အောင်ပေါ့မမောပညာဖရာတာရဏတဲ့မြတ်စွာဘုရားရှင်တာရဏတော်အဆုံးမတာရဏတော်ကြီးပေါ့ဖရာတာရဏကျင့်နှစ်ဖြာကိုဆိုတာကကန္ဓဒုရနဲ့ဝိပဿနာဒုရနှစ်ဖြာကိုပြောတာဖြစ်ပါတယ်ကန္ဓဒုရဆိုတာကပရိယစာပိတိတင်နေလေ့လာတယ်ဖတ်ရှုတယ်ပို့ချတယ်ဟောကြားတယ်အစရှိတည်ပေါ့ဒါကိုကန္ဓဒုရလို့ခေါ်ဝိပဿနာဒုရဆိုတာကထိုတရားတွေကိုမှတ်ပြီးတော့ကျင့်ကြံလက်တွေ့ကျင့်ကြံတာကိုဝိပဿနာဒုရလို့ခေါ်ပါတယ်ဒီလိုဟာတွေကယံသာမဏေတိလရှင်ယောဂီသူတော်စင်များတွေလေအားလုံးတော့လူပုဂ္ဂိုလ်ဗုဒ္ဓဘာသာနှုတ်ဝင်တွေအားလုံးနဲ့တက်ဆိုင်ပါတယ်ကျင့်နှဖျားကိုကျင့်နိုင်ပါစေကျင့်နိုင်ဖို့အတွက်ဝေဒနာဟောင်းတဲ့ဝေဒနာအဟောင်းတွေလည်းမဖြစ်ပေါ်ရအောင်အတစ်တွေလည်းမဖြစ်အောင်ဝေဒနာဟောင်းတွေမဖြစ်စေရမဖြစ်ဖို့အတွက်စားတုံးတာပါတဲ့မဖြစ်စေရရပိုင်းမြတ်လက်ဆိုတာကခန္ဓာကိုယ်ဟာအချိန်ရှိရင်ကျွေးချိန်တိုင်းကျွေးရတယ်ပေါ့ထို့ကျွေးမှတာလည်းမလစ်ဟင်းအောင်ခန္ဓာကိုယ်ရက်တည်နိုင်အောင်ကျွေးရခြင်းဖြစ်ပါတယ်ရပိုင်းမြတ်လက်ခတ်သိမ်းပြစ်ကိုခတ်သိမ်းတဲ့အပြစ်တွေမဖြစ်အောင်ကျွေးရခြင်းဖြစ်ပါတယ်ခတ်သိမ်းပြစ်ကိုမဖြစ်လေအောင်နဲ့ချမ်းမြေအောင်ဟုချမ်းမြေတာရဏတော်ကိုဒွန့်ရှိတည်တတ်အောင်မိမိလည်းတရားကျင့်အောင်စားတုံးရခြင်းဖြစ်ပါချမ်းမြေအောင်ဟုသုံးဆောင်မြွေပါတည်းလို့